ညီကိုတွေအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Fury တစ်ကိုအများနဲ့တက်ဆက်ပေးနေတဲ့ loop ပဲဖြစ်ပါတယ်ဒီနေ့နိုဝင်ဘာ22ရက်နေ့စနေညမှာတော့ဒီညတော့ပွဲကြီးပွဲကောင်းတွေဖြစ်မဲ့လီဗာပူးနဲ့ Nottingham Forest ပွဲရဲ့ Newcastle နဲ့ Man City တို့ပွဲကိုဒီဗီဒီယိုမှာပွဲချုပ်3ချက်အနေနဲ့လုပ်ပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးည9:00နာရီခွဲမှာကစားမဲ့လီဗာပူးနဲ့ Nottingham Forest ပွဲကိုစလိုက်ကြရအောင်လီဗာပူးကမနစ်ကနဲ့ရှင်လို့ရှိရင်အချိန်ကြီးတော်တော်ဆိုးနေပြီးအသက်ရောက်ထားတဲ့ player တွေကလည်းအသားမကျသေးဘူးလို့ထင်ပါတယ်လီဗာပူးတွေမဟုတ်ပါဘူးNottingham Forest လည်းအလားတူပဲဖြစ်ပါတယ် Nottingham Forest ကမိနစ်3က Man U ကိုကြော်ပြီး Europa League ဝင်ခွင့်ရခဲ့ပေမဲ့ဒီနှစ်မှာတော့အဆင့်19နေရာမှာတန်းစင်းစုံတွေကနေရုန်းကန်နေရတာဖြစ်ပါတယ်ဒီလိုအခြေအနေဆိုးနေတဲ့ Nottingham Forest ကို Liverpool ကတလုံးသွင်းလို့ရှိရင်ပြ40ရှုံးမဲ့ပေးရတာကfair ဖြစ်တယ်လို့မြင်ပါတယ်လီဗာပူးကနောက်ဆုံး2ပွဲဆက်အင်ကွင်းမှာနိုင်တာကိုကြည့်မှဆိုလို့ရှိရင် Anfield မှာခြေစမ်းကောင်းတွေပြန်လည်ရရှိနေပြီလို့မြင်ပါတယ်ပြီးတော့လည်းည7:00နာရီမှာကစားမဲ့ Newcastle နဲ့ Man City တို့ပွဲရှိတာကြောင့်ဂျိုးကြတွေကတော့ဒီပွဲမှာအမားမခံအောင်အတိုင်းတေချာပေါက်ကစားလိမ့်မယ်လို့ထင်ပါတယ်။ဂျာရက်တွေချန်ပီယံလိကိုအင်ကွင်းမှာ PSV ကိုအကန်ကစားရမှာဖြစ်တဲ့အတွက်ချန်ပီယံလိပွဲထက်ဒီပွဲကိုတေးသေးချာလေးအမှတ်ပိုယူလိမ့်မယ်လို့ထင်ပါတယ်။ဒါကြောင့်အနိုင်3မှတ်တေချာနေတဲ့လီဗာပူးဘက်ကိုကြိုက်တာဖြစ်တဲ့အတွက်ဒီပွဲမှာတော့လီဗာပူးဘော်ဒီကိုပဲရွေးချယ်ပေးလိုက်ပါတယ်။ဂိုးပေါင်းအနေနဲ့3လုံးသွင်းလို့ရှိရင်10ရာလောက်နစ်နာမှာဖြစ်ပါတယ်။ထပ်တူကနောက်ဆုံးထိတိုက်တွဆုံမှု3ချိန်မှာလဲဂိုးအောက်ထားတာကိုဒီလိုပေးတာကနည်းနည်းတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။လူစင်းတွေနဲ့အကောင်းဆုံးလူစင်းတွေကိုပဲထည့်ပြီးကစားမှာဖြစ်တဲ့အတွက်ဒီပွဲမှာဂိုးတွေအပြန်လဲမြင်တွေ့ကြရလိမ့်မယ်လို့ထင်ပါတယ်။ဒါကြောင့်ဂိုးပေါင်းအနေနဲ့ဂိုးများကိုပဲရွေးချယ်ပေးထားပါတယ်။ Wales ဘက်ကငါးလုံးမစ်ကိုအကောင့်ဖက်ကစားလိုက်မယ်။တိုင်းတက်ရ player version ဂျာစီနဲ့နှိမ့်စင်ဘောနဲ့တဲ့ Fury တက်ကနေပေးနေပါပြီ။ပထမဆုံးအကောင့်ဖွင့်ရင်းနဲ့ဖြစ်ရုံနဲ့အကောင့်ဖွင့်ဘောနဲ့15ရာခိုင်နှုန်းကိုချက်ချင်းရရှိမှာဖြစ်ပါတယ်။ပြီးရင်လည်းကျွန်တော်ရှိလာကစားတဲ့ညီကိုတွေကိုကျေးဇူးတုတ်ပြန်တဲ့အနေဖြင့်အပတ်စဉ် player version ဂျာစီတွေကိုမဲဖောက်ပေးနေမှာဖြစ်ပါတယ်။ကျွန်တော်ရှိ Wales ဘက်လာကစားတဲ့ညီကိုတွေကတော့ငွေသွင်းရင်ရတဲ့ agent fee 9ရာခိုင်နှုန်းကိုညီကိုတွေကိုနှိမ့်စင်ဘောနဲ့အနေနဲ့ပြန်လည်ပေးနေမှာဖြစ်ပါတယ်။ငါးလုံး miss လာကစားတဲ့ညီကိုတွေကတော့အင်္ဂါနေ့နဲ့စနေနေ့တိုင်း unit ဖြစ်ဘောနဲ့10ရာခိုင်နှုန်းဂျာရက်တွေ unit ဖြစ်ဘောနဲ့9ရာခိုင်နှုန်းစီပေးနေတာမလို့ကျွန်တော်တော့တဘောကောင်းတဲ့ agent မရှိတော့ဘူးလို့ထင်ပါတယ်။ဒါကြောင့် one span နဲ့9လုံး miss ကိုကျွန်တော်ရှိလာကစားခြင်းနဲ့ညီကိုတွေကတော့ Viber နံပါတ်3996669889နဲ့ Telegram user နဲ့ယခုပြရတဲ့ဟာကိုနှိပ်ပြီးတော့ကျွန်တော်ရှိလာရောက်ပြီးဆက်သွယ်ပြီးလာရောက်ကစားနိုင်ပါတယ်။ နောက်တစ်ပွဲအနေနဲ့ဒီညရဲ့ပွဲကြီးပွဲကောင်းဖြစ်တဲ့ည7:00နာရီမှာကစားမဲ့ Newcastle နဲ့ Man City ရဲ့ပွဲမှာ Body စေး Man City က180ရှုံးနဲ့ဂိုးပေါင်းစေး3လုံးသွင်းရင်ပြ40စာပေးထားပါတယ်။နောက်ဆုံး4ပွဲဆက်ချေးအောင်လာတဲ့ Man City ကNewcastle လို့ဒီလိုချေးပေးတာအရန်ကိုပျော့လွန်ပါတယ်။ Man City ကလီဗာပူးကိုတရေရှုံးဒေါ်မွန်နဲ့ဘုံမောက်တို့ကို1မိုင်းနဲ့ချေးတွေပေးထားပြီးတော့နိုင်လာတဲ့အသင်းပါပြီးတော့လဲဂျာရက်မှာ Man City က Leverkusen ကို Champions League မှာကန်ဖို့ရှိပေမဲ့ Leverkusen ကဒီနှစ်နေမှာရုံးငန်နေရတဲ့အသင်းပါပြီးတော့လဲဒီညရဲ့ဖြစ်နိုင်ရေးပွဲတဲ့လူစင်းထဲမှာအဓိကလူတွေပဲကစားမှာကိုဂျေးဒန်က180ရုံပေးရတာကတအားကိုပျော်ပြီးတစ်ခုခုကိုမြားခေါ်နေရလို့မြင်ပါတယ်ကျွန်တော်ထင်တယ်ဒီညတော့ခွာကြီးကိုလှုပ်ပွဲကစားပြီးတရေတမတ်လောက်ပဲယူမယ်လို့ထင်ပါတယ်ဒါကြောင့် Newcastle နဲ့ Man City တို့ပွဲမှာ Newcastle body ကိုပဲရွေးချယ်ပေးခြင်းပါတယ်။ဘိုးပေါင်းဈေးအနေနဲ့ကလည်းခုနကပြောလို့ပါပဲ။ body ဈေးလိုပဲမာယာများနေပါတယ်။ Newcastle ကနောက်ဆုံး5ပွဲမှာရာဂိုး8ဂိုး Man City ကရာဂိုး73ဂိုးထိရှိထားပါတယ်။ပြောရရင်နှစ်သင်းလုံးရဲ့တိုက်စစ်ကအခုလက်ရှိအခြေအနေမှာအရန်ကိုကောင်းနေပါတယ်။အဲဒါကြောင့်ဂိုးပေါင်းဈေးကိုမာယာများတာတွေဘာတွေမကြည့်တော့ပဲခြေစမ်းတစ်ခုတည်းကိုပဲကြည်ပြီးဂိုးများကိုရွေးချယ်ပေးခြင်းပါတယ်။ညီကိုတွေဒီပွဲတွေကိုအကြိုက်သူမှာကစားပါအကြိုက်မတူရင်ဘက်ကန်ကြဖို့မြစ်တာရက်ခံကျင်ပါတယ်ပြီးရင်လေကျွန်တော်ကြိုက်ဆုံး free တဲ့နှစ်ပွဲကို Telegram channel မှာရွေးချယ်ပေးတာမလို့ကျွန်တော်ရဲ့ရွေးချယ်မှုကိုတိုင်းတဲ့ညီကိုများ Telegram channel မှာနေ့တိုင်းလာယူလို့ရပါတယ်ညီကိုတွေအားလုံးပဲ good luck ပါဒီညလည်းဆက်ပြီးအပေါင်းပြနိုင်ကြပါစေ